ဒီလူကတကယ်ကိုမှညံကြီးရှင်ပဲဖြစ်ပါရီဆွန့်ပစ်ထားတဲ့တံငွေအိုးအဟောင်းကိုသူကအသုံးဝင်တဲ့ပစ္စည်းတစ်ခုအဖြစ်ပြန်လဲပြောင်းခဲ့ပါရီခေါင်းကအဆိုးရှင်ကိုတေတေရှာလက်ဖြုတ်ပြီးနောက်အတွင်းထဲကအငှက်အကျေးဝေပြောင်းအောင်ရေနဲ့စေးကြောလိုက်ရုံပဲဖြစ်ပါရီပြီးပြီဆိုရင်အလေကနေနဲ့ချမ်းခွဲလိုက်ပါရီဒီလိုမျိုးထူးထူးရှာပြောင်းလဲပြီးသွားပြီဆိုတော့သူ့ရဲ့တန်ဖိုးကအစား100လောက်တက်သွားပါပြီအဲ့ဒီမတိုင်ခင်မှာတံပြားတစ်ချက်ကိုကွေးပြီးတော့4000ပေါင်တစ်ခုလောက်ရမှာပါပေါင်ရဲ့တစ်ဖက်စွန်းကိုဝိုင်းဝိုင်းလေးခိုးအောင်ဖျက်ရမှာဖြစ်ပါရီအဲ့ဒီခုံးနေတဲ့နေရာကိုပုံစံယူပြီးတော့အိုးအောက်ပိုင်းကနေစတူကန်ပုံဖောက်ထုတ်လိုက်ပါရီနောက်တစ်ဖက်ကနေလည်းဒီလိုပဲသေးငယ်တဲ့စတူကန်တစ်ခုထပ်ဖောက်ပါရီခုနက4000ပေါင်ကိုအိုးမှဆက်ပြီးခဟေးဆက်ပါရီဘေးမှာလည်း4000အပေါက်လေးတစ်ခုဖောက်လိုက်မယ်ဆိုရင်အိုးအောက်ပိုင်းကိစ္စပြီးသွားပါပြီအိုးအပေါ်ပိုင်းကိုပြင်ရတာကတော့ပိုလွယ်ကူပါရီဘေးမှာဆိုရင်စတူကန်အပေါက်တစ်ခုရဲ့အဝိုင်းအပေါက်တစ်ခုရဲ့ဖောက်လိုက်ရုံပဲဖြစ်ပါရီပြီးသွားပြီဆိုတော့အိုးနှရှမ်းကိုဘေးရှင်းရှင်းပြီးထောင်ထားလိုက်ပါရီတံပြားတချို့နဲ့နှစ်ခုအကြားကိုခဟေးဆက်ပြီးတစ်ခုတည်းဖြစ်အောင်အကုန်လုံးပိတ်လိုက်ပါရီတံပိုက်တစ်ပိုင်းကိုဖြတ်ပြီးတော့90ဒီဂရီကွေးလိုက်ပါရီအဲ့ဒီလိုမျိုးကွေးထားတဲ့ပိုက်ကိုအိုးရဲ့အဝိုင်းအပေါက်မှာကဟေဆက်လိုက်မယ်ဆိုတော့ဒီပစ္စည်းရဲ့ပထမအပိုင်းပြီးသွားပါပြီဒုတိယအစိတ်အပိုင်းကတော့ရေအိုးအဟောင်းနဲ့လှုပ်တာပါအိုးရဲ့အပေါ်ရောအောက်ရောမှာပိုက်လုံးနဲ့တူတဲ့အဝိုင်းပေါက်နှစ်ပေါက်ဖောက်လိုက်ပါရီအိုးတစ်ဖက်မှာရေပိုက်ခေါင်းတစ်ခုကဟေဆက်ပြီးတော့နောက်တစ်ဖက်မှာတံပိုက်တစ်ခုဆက်လိုက်ပါရီနောက်ဆုံးမှာတော့အဲ့ဒီအစိတ်အပိုင်းတစ်ခုကိုပေါင်းလိုက်မယ်ဆိုရင်မီးဖိုချောင်းတုံးတဲ့ပစ္စည်း၃မျိုးသုံးလို့ရတဲ့မီးဖိုတစ်ခုရလာခဲ့ပါပြီထင်းထည့်ပြီးမီးမွေးလိုက်မယ်ဆိုတော့ရေလဲဆူလာတော့မှဖြစ်ပါရီဟင်းလဲချက်လို့ရမှာဖြစ်ပါရီရေအိုအထည်ကိုရေထည့်ထားမယ်ဆိုရင်မီးဖိုရဲ့အပူချိန်ကြောင့်ရေနွေးလဲရမှာဖြစ်ပါရီအပေါ်မှာကင်စရာစကားတင်လိုက်ပြီးတော့ကျန်တဲ့မီးခဲဝေနဲ့အသားဝေပါပြီးကင်လို့လဲရနေသေးပါရီတင်းနေနဲ့သူ့ရဲ့တီထွင်နိုင်စွမ်းကိုဘယ်လိုမျိုးထင်မြင်မိပါသလဲကြည့်ရှု